ဝိဇ္ဇာနိဝရဏနံသစ္စာလေးပါးမသိခြင်းဝိဇ္ဇာနိဝရဏမောဟကြီးကဖုံးထားတယ်တဲ့အဲ့လိုအဖုံးခံထားရပြီးတော့ပါဆက်လုပ်တယ်ဆိုတော့ဒီတရားတွေကတဏှာတန်ရောစနာနံသားကိုချစ်တဲ့တန်ရောစဉ်သမီးကိုချစ်တဲ့တန်ရောစဉ်ဘိုးကြီးကိုချစ်တဲ့တန်ရောစဉ်အဖွားကြီးကိုချစ်တဲ့တန်ရောစဉ်သက်ရှိပဲဖြစ်ဖြစ်တတ်မဲ့ဖြစ်ဖြစ်တွေ့တာတတ်မဲ့တဲ့ဟောဒီတဏှာတန်ရောစဉ်ကရစ်ပါ၍နှောင်ဖွဲ့ထားတဲ့အတွက်ကြောင့်ဤသို့အလောက်ရှိရပါတယ်ဒီနမတကတုတ်ကိုအကျဉ်းချုပ်ပြီးပြောမယ်ဆိုရင်မတိမှုအဝိဇ္ဇာကြီးအဖုံးလွှမ်းခြင်းကိုခံထားရတဲ့အတွက်ကြောင့်တဏှာတန်ရောစဉ်ကျိုးကရစ်ပါနှောင်ဖွဲ့ခြင်းကိုခံထားရတဲ့အတွက်ကြောင့်ဘယ်ဘဝကလာခဲ့တယ်ဘယ်ဘဝကစခဲ့တယ်ဆိုတာမသိနိုင်လောက်အောင်ရှည်လျားပြီးဒီလိုရှည်လျားတဲ့အခါမှာဒုက္ခမျိုးစုံနဲ့ကြုံရရပြီးဒါကြောင့်ဒီဘဝတန္တရာညီငွေပြီးမဲ့ညာပူညာနိဗ္ဗာန်ကိုရအောင်သင်္ချစ်သားတို့သင်္ချစ်သမီးတို့ကြိုးစား၍အထောက်ပံ့ရန်တင့်ပါတယ်လို့မြတ်စွာဘုရားအဲ့ဒါလိုတို့ကိုမှာကြားတော်မူခဲ့ပါတယ်